ကဲတော့အချစ်ဆိုတာကိုမြန်နိုးတဲ့တစ်ပင်တစ်ပင်ဒါမှမဟုတ်ကိုမြန်နိုးတဲ့တရေဆန်လေးတစ်ကောင်ဒါမှမဟုတ်ကိုမြန်နိုးတဲ့လူတစ်ယောက်ကိုမြန်နိုးတဲ့အရာကိုမြန်နိုးတဲ့လူကိုပျော်ရွှင်စေခြင်းပဲစိတ်ချမ်းသာစေခြင်းနဲ့ကျန်းမာစေခြင်းပဲအဲ့ဒီအတွက်ကိုကိုကဘေးကနေလိုအပ်တာလေးတွေကိုဖြည့်ပေးရတာအဲ့လိုဖြည့်ပေးလို့ဟိုဘက်ကလူဝမ်းမြောက်ဝမ်းသာရှိရတယ်သူ့ရဲ့ဘဝလေးပြည့်စုံနေတယ်ဆိုတော့ဒီဘက်ကနေကျေနပ်နေရတာလေအဲ့တော့အဲ့ဒါဟာအချစ်အစ်စ်ပဲလို့ကျွန်မထင်တယ်အဲ့တော့အဲ့ဒါဟာဒါပေးဆက်ခြင်းလားဒါမှမဟုတ်ရယူခြင်းလားအဲ့ဒါတွေကျွန်မတော့ဘာမှမလို့တယောက်ယောက်သို့မဟုတ်တစ်ခုခုတစ်စုံတစ်ခုပန်းကလေးကအစပေါ့နော်အဲ့ဒါကိုမြေတော်မြောက်ပြီးတော့ကျွန်တော်ရည်စဉ်ရှင်တန်ကြီးပြင်းနေတာလေးပေါ့ပပနေတာလေးဂုံတက်နေတာလေးပေါ့အဲ့ဒါလေးကိုမြင်ရပြီးဘေးကနေစိတ်ချမ်းသာနေရတာအဲ့ဒါအချစ်ပဲလူသမ အကုန်ဖြစ်ပြီးပေါ့နော်ဒီမတ်တရားကထောက်ပြန်မှုမရှိဘူးဆိုလို့ရှိရင်ကြံတဲ့ပြစ်စာစာလေးတစ်ခုကခွန်းလွတ်နိုင်တဲ့စိုင်းရှိရယောက်ျားတစ်ယောက်ရဲ့တိတ်ခါပဲလို့ထောက်ပြန်တာတစ်ခုကလွဲကျန်တာအားလုံးကဘာမှမဟုတ်ဘူးတိတိမမွားလေးနေအဲ့ဒါလေးတွေကိုပညာစာရှာပြီးတော့ဒီယောက်ျားတွေကကွဲမယ်ဆိုရင်အဲ့ယောက်ျားကောင်းတစ်ယောက်မဟုတ်တိတိမမွားလေးတွေနိုင်ပြီးတော့ဟိုကောက်ဒီကောက်နေအဲ့ဒီမြန်မကြောက်ကွဲတာသူဖောက်ပြန်သွားတဲ့ကိစ္စကြလို့ရှိရင်နာကြီးကျက်နဲ့ပြောလို့ရအောင်အဖောက်ပြန်နေနဲ့သူလုပ်တဲ့ကိစ္စလေးတိတိမမွားလေးတွေကစလိုက်ကောက်ဆံလို့အဲ့ဒါဖောက်ပြန်မယ်စဉ်းစားလိုက်မိတိုင်းမှာငါမှရန်ကုန်မှာဇနီးတယ်နဲ့တားလေးရှိတယ်ငါဇနီးတယ်အုံနာကျိုးကန်းကြီးငါဖောက်ပြန်ခဲ့လို့ရှိရင်သူတို့ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးအုံနောက်တယ်အမြင်နဲ့ရောက်လာအဲ့ထဲကမဖောက်ပြန်ဘူးဆိုတဲ့ဒီရောက်ပို့ဆိုးတာဟောမိမတယောက်ယောက်ျားကိုယုံကြည်အဲ့ဒီယောက်ျားယုံကြည်မှုအပြည့်ရှိလာပြီဆိုရင်အဲ့ယောက်ျားလုံးလုံးရတာအစင်းစင်ပြေတာမိမတယောက်ယုံကြည်မှုလို့ယောက်ျားတယောက်ယုံကြည်မှုရှိပြီဆိုရင်အဲ့ဒီအိမ်တောင်တက်တည်စီးမွားဖြစ်တယ်ဗျ